2026 ခုနှစ်ဧပြီလ15 ရက်နေ့မှာရရှိထားတဲ့မြမပြည်တွင်းနိုင်ငံရေးစီးရေးသတင်းကောင်းစင်များအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်။ချင်းပြည်နယ်ဖလန်းမြို့ဟွာငိုးဒေသအခြေဆိုင်ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ကတိုင်းပြည်နယ်လူမျိုးအတွက်အသက်ပေးလူခဲ့တဲ့ကြာဆုံးရဲဘော်မိသားစုများဒဏ်ရာကြောင့်မတန်ဆွမ်းဖြစ်သွားတဲ့ရဲဘော်တွေနဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေကိုလစဉ်ပုံမှန်ထောက်ပံ့နိုင်မှုအတွက်စီစဉ်နေတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကသိရပါတယ်။စစ်အာဏာရှင်အကြမ်းဖက်ဟန်ပြသမရပုံကန်ကြမတရားဖမ်းဆီးခံရသူများမလွတ်ကြသေးကိုအတိုက်ပြိုမှဝမ်းနေရမှာမဟုတ်ဘူးတနိုင်ငံလုံးကအတိုက်တွေပြိုနေတာလဲစာနာပေးပါစစ်တပ်ကအာဏာသိမ်းထားတော့မယ်စစ်အစိုးရရဲ့စနစ်နဲ့အုပ်ချုပ်ခံနေရတာအဆင်ပြေလားပေါ်တာဆွဲတာကိုငွေ3000ပေးပြီးရှောင်နေရတဲ့ခစ်ကိုမမေ့သွားကြစတဲ့စာသားပါတဲ့နှိုးစော်စာကတ်တဲ့လှုပ်ရှားမှုတွေကိုမကွေးတိုင်းငဖဲမြို့နယ်မှာရှိတဲ့မြေပြားကျေးရွာစစ်အာဏာရှင်စန့်ကျင်ရေး CDF အရှိုကထုတ်ပြန်ထားပါတယ်ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာခွန်နယ်မြေဖအံခရိုင်မဲတော်ဒေသကစစ်အုပ်စုတပ်ရဲ့ကျေပြောင်းကုန်းစခန်းကိုဧပြီ23ရက်မနက်ပိုင်းမှာတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ABSDF ကထုတ်ပြန်ထားပါတယ်။တကြံအကြိုနေ့မှာစစ်တပ်ကရွှေဘုံမြို့နယ်အနောက်ချမ်းစိတ်ခွန်ရွာဖုန်ကြီးကျောင်းကိုဘုံကျဲခဲ့တာကြောင့်တကြံအတွင်းရဟန်းခံထားတဲ့တန်ဃာတစ်ပါးပြန်လုံခဲ့ပြီး၃ပါးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စစ်မှုထမ်းတင်နန်းစင်းတွေကိုကြားထိုးတက်ခိုင်းပြီးလေကြောင်းနဲ့လက်နက်ကြီးပစ်ကူယူကစခန်းသိမ်းမှုစ조사တဲ့ဖားကတ်မရှိကထောင်ဆူတောင်းကုန်းတိုက်ပွဲမှာစစ်တပ်ဘက်ကအများပြားတိတ်ဆုံးပြီးရုပ်အလောင်းတွေပြန်ဆွဲထုတ်သွားတယ်လို့ဒေသရင်းသတင်းရင်းမြစ်ကသိရပါတယ်ဧပြီလ14ရက်နေ့မွန်းလယ်ပိုင်းမှာအကြမ်းဖက်စစ်တပ်ကနှိပ်စက်တပ်ဖြတ်ထားတဲ့ပြည်သူ၄ဦးရဲ့ရုပ်အလောင်းတွေကိုမရှိကထောင်နဲ့စီပင်လန်းဆောင်မှာရှိတဲ့ရွှေမြန်မာစီဆိုင်အနီးအိမ်စည်းကားနဲ့လာရောက်ဆွန့်ပစ်ခဲ့တယ်လို့ကချင်ပြည်နယ်စီရေးသတင်းရင်းမြစ်ကသိရပါတယ်ဧပြီလ10ရက်နေ့ကစပြီးစစ်ကော်မရှင်တပ်ကပလဲမျိုးနဲ့ရင်းမပင်မျိုးအဆက်မှာရှိတဲ့ကြေးရွာတွေကိုအင်အား400ခန့်နဲ့နှစ်ပတ်ညက်ကစစ်ကြောင်းထိုးနေပြီးဧပြီလ12ရက်နေ့မှာလည်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကော်မရှင်တပ်ကကြေးရွာတွေကိုမိရှို့ဖျက်ဆီးကပြည်သူ့ပိုင်ပစ္စည်းတွေကိုလည်းစိတ်ကြိုက်ခိုးယူတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကသိရပါတယ်မန္တလေးတိုင်းနထိုးကြီးမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးမိရှို့ဖျက်ဆီးခဲ့တုန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ရိုက်ကူးထားတဲ့ရုပ်သံမှတ်တမ်းတစ်ခုလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာပါတယ်မွန်ပြည်နယ်ဘီလင်းမြို့မှာရှိတဲ့၄ကီစကန်ကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို PDF နဲ့ပူးပေါင်းတပ်တွေကဧပြီ23ရက်နေ့မှာလိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးပြီး2ဦးအရှင်ဖမ်းမိကလက်နက်ခဲယမ်းတွေလည်းတင်စီရမိခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကသိရပါတယ်။